မန်စီးတီးအသင်းရဲ့နီးပြဂွာဒီယိုလာဟာပရီးမီးယားလိပြိုင်ပွဲစဉ်17အဖြစ်ကစားတဲ့မန်စီးတီးအသင်းနဲ့လီဗာပူးအသင်းတို့ပွဲစဉ်ကိုတာဝန်ယူကင်တွယ်ပြီးတဲ့နောက်မှာတော့ professional နီးပြဘဝမှာပွဲပေါင်း1000ပြည့်မြောက်ခဲ့ပြီးတော့ပွဲပေါင်း1000မှာနိုင်ပွဲ916ပွဲရှိအောင်စွမ်းဆောင်နိုင်ခဲ့တယ်လို့သိရပါတယ်။နီးပြဂွာဒီယိုလာဟာကစားသမားဘဝမှာအနားယူပြီးတဲ့နောက်မှာတော့ professional နီးပြဘဝကို2009ခုနှစ်ကဘာစီလိုနာ B အသင်းနဲ့စတင်ခဲ့ပြီးတော့2008ခုနှစ်မှာဘာစီလိုနာအသင်းကြီးကိုစတင်တာဝန်ယူကင်တွယ်ခဲ့တာပဲဖြစ်ပါတယ်။နီးပြဂွာဒီယိုလာဟာဘာစီလိုနာအသင်းနဲ့အတူစပိန်လာလီဂါဖလားနဲ့ချန်ပီယံလိဖလားအပါအဝင်စူဖလားများစွာစုခုပေးနိုင်ခဲ့ပြီးတဲ့နောက်မှာတော့အသင်းကို၄နှစ်ကြာတာဝန်ယူကင်တွယ်ခဲ့ပြီး2013ခုနှစ်ကဘာစီလိုနာအသင်းမှဘိုင်ယန်မြူးနစ်အသင်းကိုပြောင်းရွှေ့တာဝန်ယူကင်တွယ်ခဲ့တာပဲဖြစ်ပါတယ်။နီးပြဂွာဒီယိုလာဟာဘိုင်ယန်မြူးနစ်အသင်းကိုတာဝန်ယူကင်တွယ်ခဲ့ရမှာလဲဂျာမန်ဘွန်ဒလီဂါဖလားကို၃ကြိမ်အပါအဝင်စူဖလားများစွာကိုစုခုပေးနိုင်ခဲ့ပါတယ်။2016ခုနှစ်ကဘိုင်ယန်မြူးနစ်အသင်းမှမန်စီးတီးအသင်းကိုပြောင်းရွှေ့တာဝန်ယူကင်တွယ်ခဲ့သူပဲဖြစ်ပါတယ်။နီးပြဂွာဒီယိုလာဟာမန်စီးတီးအသင်းကိုတာဝန်ယူကင်တွယ်ခဲ့ရမှာလဲအသင်းကိုဥရောပထိပ်တန်းကလပ်အသင်းတစ်သင်းဖြစ်အောင်တည်ဆောက်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ချန်ပီယံလိဖလားတစ်ကြိမ်ပရီးမီးယားလိဖလား6ကြိမ်အပါအဝင်စုစုပေါင်းဖလား18လုံးစုခုပေးနိုင်ခဲ့တဲ့အထိအောင်မြင်မှုတွေကိုရယူပေးနိုင်ခဲ့ပါတယ်။ပရီးမီးယားလိဖလား400တီဇက်တိုက်စုခုပေးနိုင်ခဲ့တဲ့ပထမဦးဆုံးနီးပြအဖြစ်မှတ်တမ်းဝင်ခဲ့သူလည်းဖြစ်ပါတယ်။နီးပြဂွာဒီယိုလာဟာမန်စီးတီးအသင်းကိုကာလရှည်တာဝန်ယူကင်တွယ်နေပြီးတော့အသင်းနဲ့အတူပြိုင်ပွဲစုံပွဲပေါင်း950အထိတာဝန်ယူကင်တွယ်ခဲ့ပါတယ်။ဘောလုံးလောကမှာပွဲပေါင်း1000ပြည့်မြောက်ခဲ့တဲ့39ဦးမြောက်နီးပြအဖြစ်လည်းမှတ်တမ်းဝင်ခဲ့တယ်လို့သိရပါတယ်။ချဲစီအသင်းရဲ့အဓိကကွင်းလယ်ကစားသမားတအုပ်ဖြစ်တဲ့အန်ဆိုဖာနန်ဒက်ဟာမိမိအနေနဲ့အနားယူရန်လိုအပ်တဲ့အတွက်နိုင်ငံတကာပွဲစဉ်များကစားရန်အာဂျင်တီးနာအသင်းနဲ့ပူးပေါင်းမှာမဟုတ်ကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်။အန်ဆိုဖာနန်ဒက်ဟာယခုနှစ်ဘောလုံးရာသီအစပိုင်းမှာဒူးဒဏ်ရာကြောင့်အနားယူခဲ့ရပြီးတော့ကြန့်ခိုင်မှုမပြေဝဘဲနဲ့ချဲစီအသင်းနဲ့ပြန်လည်ကစားပေးခဲ့တဲ့အတွက်ဒဏ်ရာပြန်လည်ရရှိခဲ့ပြီးတော့ပွဲစဉ်တချို့ကိုပြန်လည်လွဲချော်ခဲ့ရပါတယ်။အန်ဆိုဖာနန်ဒက်ကကျွန်တော်အသင်းအဖွဲ့နဲ့ပြောပြပါပြီ။ကြန့်ခိုင်မှုလည်းပြန်လည်ပြေဝဖို့အတွက်ကျွန်တော်အနားယူဖို့လိုအပ်ပါတယ်။အခုလအတွင်းအာဂျင်တီးနာအသင်းနဲ့ပူးပေါင်းလိုက်မှာမဟုတ်ပါဘူး။ကျွန်တော်နိုင်ငံတကာပွဲစဉ်ကာလတွေမှာအနားယူဖို့ဆုံးဖြတ်ထားလို့အာဂျင်တီးနာအသင်းနဲ့ပူးပေါင်းမှာမဟုတ်ပါဘူး။နိုင်ငံတကာပွဲစဉ်ကာလတွေပြီးရင်တော့ပွဲစဉ်တွေဇက်တိုက်ပြန်ကစားဖို့အတွက်အနားယူဖို့အချိန်မရှိတော့လို့နိုင်ငံတကာပွဲစဉ်တွေမှာအနားယူဖို့လိုအပ်လို့ဒီလိုဆုံးဖြတ်ခဲ့တာလို့ပြောခဲ့ပါတယ်။အာဂျင်တီးနာအသင်းအနေနဲ့2026ကမ္ဘာဖလားပြိုင်ပွဲတောင်အမေရိကဆောင်ခြေစစ်ပွဲများအပြီးမှာတော့12ပွဲနိုင်2ပွဲတရေ4ပွဲရှုံးရမှတ်38မှတ်နဲ့အုပ်စုဒုတိယနေရာမှအီကွေဒါအသင်းကိုရမှတ်9မှတ်နဲ့ဖျက်ထောက်ပြီးတော့အုပ်စုပထမနဲ့ခြေစစ်ပွဲကိုအောင်မြင်ခဲ့ပြီးတော့နိုင်ငံတကာခြေစမ်းပွဲများအဖြစ်နိုဝင်ဘာလ14ရက်မှာအန်ဂိုလာအသင်းနိုဝင်ဘာလ18ရက်နေ့မှာဩစတြေးလျအသင်းတို့နဲ့ကစားမှာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာပရိသတ်များခင်ဗျာဒီနေ့ရဲ့တင်ဆက်မှုလေးကတော့ဒီမှာပဲရန်နာပါအောင်မယ်နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ